ပြန်မထားနိုင်တော့ဘောနော်ပြန်မထားနိုင်ဘဲနဲ့လဲနေတဲ့အချိန်မှာမိသားစုတွေကလည်းမတတ်နိုင်တော့ဘောနော်ဈေးတွေမတတ်နိုင်တဲ့အတွက်ကြောင့်မလို့အမေဖြစ်တဲ့လူကိုဆရာဝန်တွေကိုလှုပ်လိုက်ပါဆိုတော့ပြောလိုက်တဲ့အချိန်မှာဆရာဝန်တွေတော့လှုပ်လိုက်တော့ဆရာတော့ခုနပြောလိုက်တဲ့အတွက်ဆရာဝန်တွေကတော့တတ်သေးစေခြင်းနဲ့စေတနာနဲ့သေတာမဟုတ်ဘူးဆိုတော့တပိုင်းကတော့ပြီးပါပြီပြဒါပေမဲ့တာသမီတွေအနေနဲ့ကျတော့သူကဟိုဆရာဝန်တွေကိုခွင့်ပြုလိုက်တဲ့သဘောဖြစ်သွားတော့ဗျအဲ့ဒါကျတော့တာသမီတွေမှာကျတော့မတုအဲ့ဒီပြင်စနန္ဒီယကံမြောက်သလားဟိုပါဏာတိပါဒကံဘယ်လိုမြောက်အောင်မလဲမလုံကောင်းဘူးအဲ့ဒါဦးဇင်းတို့အချိန်ချင်းခဏခဏသတိပေးတယ်ဦးဇင်းတို့ငငယ်ကတည်းကအဲ့ဒီဆောင်းပါးလေးဖတ်ဘူးတယ်ဟိုးကလေးဘွားကလေးကအဲ့ဒီကံတွေထိုက်တတ်တယ်နော်မလောက်ပါဘူးကိုယ့်ရဲ့အမေဖေတွေအဲ့လိုမျိုးဒုက္ခဝေဒနာခံစားနေရတယ်ဆိုတော့အဲ့ဒါကိုမကြည့်ရလို့သားသမီးတွေကဆရာဝန်ကိုလှုပ်ခိုင်းလိုက်တာမျိုးကိုတော့မလှုပ်ဘူးဆရာဝန်လှုပ်ခိုင်းသဘောတွေလက်မှတ်ထိုးတယ်မလှုပ်ပါဘူးအဲ့ဒါကံထောက်တယ်ကံထိုက်တယ်ဟိုဘာတော့ပါဏာတိပါဒမှာပါလိမ့်မယ်ကိုယ်တိုင်တက်ရတယ်မကောက်သူများကိုခိုင်းတာလည်းပါတယ်လေသူများကိုခိုင်းတာလည်းမရအဲ့တော့ကိုတော့ဆေးမထိုးဘူးဆေးမဖြတ်ဘူးဆရာဝန်ကိုလှုပ်ခွင့်ပြုလိုက်တဲ့သဘောတူလိုက်တယ်ဆိုဒါခွင့်ပြုတာပဲလေကံထိုက်တယ်ကံနော်အဲ့ဒါအမေဆိုရင်မာတုကာရကကံထိုက်မယ်အဖေဆိုပိတုကာရကကံထိုက်တယ်အဲ့ဒါကြောင့်အဲ့လိုမျိုးဒုက္ခဝေဒနာခံစားရတဲ့အမေဖေကိုအဲ့လိုမျိုးညံ့ညံ့သိသွားအောင်လို့လှုပ်ခွင့်မပြုရဘူးနော်သူတမိနစ်ရှည်ရှည်တနာရီအသက်ရှည်ရှည်အသက်ရှည်ရခြင်းဟာသူ့အတွက်နေတတ်ရင်အကျိုးအရန်ရှိတယ်နော်နည်းနည်းစက်မိပြောရမယ်ဆိုလူဘဝရဲ့တန်ဖိုးနည်းနည်းသိအောင်ပြောလိုက်အောင်ပါတချို့ကလူဘဝတစ်ခုကလက်လွတ်စပယ်ဆုံးရှုံးနေကြတာပေါ့နော်ဟုတ်ဘူးတနာရီနေရတမိနစ်လောက်ပဲနေရအဲ့တမိနစ်အတွင်းမှာလူဘဝမှာဘာမှဆိုဖြစ်သွားနိုင်ဥပမာယဟန္တာဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားဝိပဿနာအားထုတ်နေတဲ့ယောဂီတာဖြစ်ခဲ့မယ်ဆိုလို့ချင်းအဲ့တမိနစ်အတွင်းမှာလည်းသူယဟန္တာဖြစ်သွားနိုင်တာပဲသောတာပန်ဖြစ်သွားနိုင်တာပဲတမိနစ်ဆိုတဲ့အချိန်ကနော်သူ့အတွက်အများကြီးတရားရှုမဲ့လို့ရတယ်ဆိုတာလေလူဘဝကနေတည်သွားလို့ရှိရင်ကောင်းရာဒုက္ခတွေရောက်ဖို့မသေးချာဘူးအပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိဋ္ဌာဖြစ်သွားနိုင်တယ်